အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အညာဒေတာမြေပဲနှုတ်ရဒီမှာမြေပဲနှုတ်တဲ့ပုံစံလေးကိုကျွန်တော်ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်ခင်ဗျာမှန်တယ်တော့ဒီလိုနှုတ်တာပေါ့ဗျာဒါစာတောင်းအောင်နဲ့နှုတ်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာဒါလေးကလည်းမြေပဲနှုတ်နေတစ်မျိုးပေါ့ဗျာတပင်လေးကိုအကုန်ဖော်အောင်အကုန်ပေါ်အောင်ဖော်ပြီးတော့ပေါ့ဗျာအမြစ်ကိုနှဲ့နေပြီးတော့လုံနေတာလေးကိုရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာဟာဒါလေးနဲ့ကြည့်ပေးကြပါဒါလေးကလည်းမြေပဲနှုတ်နေအချိန်မှာပေါ့ပြင်းလို့မဟုတ်လင်းနေဆိုင်ကနဲ့ပြိုင်မောင်းတာဖြစ်ပါတယ်ဆိုင်ကကတော့အရင်ပြန်ဝင်တော့ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကလည်းအပြည့်ပြင်းပြီးပြိုင်ကြတာဖြစ်ပါတယ်ကြည့်ရှုပေးကြပါဦးမြတ်ကျေးဇူးအများကြီးတင်ပါတယ်